အားလုံးပဲမင်္ဂလာပါခင်ဗျာလွတ်လပ်တော်ခြေလမ်းများ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝါရဲ့အခက်ခဲတွေကြားထဲမှာစိတ်သက်ကြနေတဲ့သူတွေအတွက်ခွန်အားဖြစ်စေမယ့်အကြောင်းအရာလေးတစ်ခုကိုမျှဝေခြင်းပါတယ်ဗျာကျွန်တော်တို့လူဘဝဆိုတာဒါရတဲ့နေ့ရက်တွေကြီးပဲရှိနေတာမဟုတ်ပါဘူးတစ်ခါတရံမှာမချင်မှတ်ထားတဲ့အခက်ခဲတွေဆုံးရှုံးမှုတွေနဲ့စိတ်ပြည့်စရာမုန်တိုင်းတွေဟာဘဝထဲကိုရုတ်တရက်ဝင်ရောက်လာတဲ့စမြဲပါအဲ့လိုချိန်မျိုးမှာငါကြောင့်မှဖြစ်ရလေခြင်းဆိုပြီးစိတ်တကြလဲပြိုသွားတတ်ကြပါတယ်ဒါပေမဲ့တဘာဝတရားကြီးကိုတစ်ချက်လောက်ငုံကြည့်လိုက်ပါဦးဗျာတဘာဝမှာအကျန်းခိုင်ဆုံးအတက်ရှိဆုံးတစ်ပင်ကြီးတွေဟာဘယ်လိုနေရာမျိုးမှာပေါရောက်ရှင်သန်ကြတယ်လဲဆိုရင်လေးတိုက်ခတ်တဲ့တာယာတဲ့ဂျိုင်ဝမ်းတွေထဲမှာမဟုတ်ခဲလေပြင်းမုန်တိုင်းတန်ကိုအမြဲတမ်းခံနေရတဲ့တောင်ကုန်းမြင့်မြင့်ကြီးတွေပေါ်မှာပဲပေါရောက်ကြတာဖြစ်ပါတယ်ဗျာဘာဖြစ်လို့လဲသိလားမုန်တိုင်းတန်ကိုအမြဲတမ်းခံနေရတဲ့တစ်ပင်ဟာလဲမကျသွားသူ့ရဲ့အမြစ်တွေကိုမြေကြီးတွေကိုပို့ပြီးနက်နက်ရှိုင်းရှိုင်းခိုင်ခိုင်မာမာဆွဲဆန့်ပြီးတွန်းချရလို့ပါပဲမုန်တိုင်းနေရပဲထိုတစ်ပင်ကိုပို့ပြီးကြန့်ခိုင်လာအောင်သင်္ကန်းစာပေးလိုက်တယ်လို့ပါပဲကျွန်တော်တို့ဘဝမှာလဲဒီအတိုင်းမှာပဲဗျာတင်းစီကိုရိုက်ခတ်လာတဲ့ခက်ခဲတွေဝေဖန်မှုတွေနဲ့ဆုံးရှုံးမှုတွေဟာတင့်ကိုဖျက်ဆီးဖို့လာတာမဟုတ်ပါဘူးတင့်ရဲ့စိတ်ဓာတ်ကိုပို့ပြီးခိုင်မာလာအောင်ဘဝကိုပို့ပြီးရင့်ကျက်လာအောင်ပုံသွင်းပေးဖို့ရောက်လာတာဖြစ်ပါတယ်ဗျာဒီနေ့တင့်အစီအစဉ်တွေပျက်စီးသွားလို့စိတ်မပြတ်ပါနဲ့ဦးအောင်မြင်သူတိုင်းဟာအခက်အခဲမရှိတဲ့လမ်းကိုလျှောက်ခဲ့ကြတာမဟုတ်ပါဘူးအခက်အခဲတွေကြားကနေပဲလဲကျလိုက်ပြန်ထားလိုက်နဲ့ဘယ်မလျှော့ပဲရှေ့ဆက်ခဲ့ကြလို့လားဒီနေ့မှာအောင်မြင်မှုတရက်ကိုဆောင်းနိုင်ခဲ့ကြတာပါအဓိကအရေးကြီးဆုံးကတော့မိမိကိုယ်ကိုယုံကြည်မှုကိုဘယ်တော့မှအပြောက်မခံပါနဲ့လောကကြီးကတင့်ကိုလက်လျှော့လိုက်ရင်တော့တင့်ဘက်ကနေတင်ကိုယ်တိုင်လက်မလျှော့ရ၍တင်ဟာလုံးဝရှုံးနေသွားအောင်မှမဟုတ်ပါဘူးဒါကြောင့်ဒီနေ့ကစပြီးစိတ်ဓာတ်တွေကိုပြန်လဲမတ်မတ်ထောင်လိုက်ပါမုန်တိုင်းပြီးရင်လှပတဲ့ကောင်းကင်ကြီးပေါ်လာတဲ့စမြဲမှုလို့ပြန်ထားဖို့ဆင်သေးဖြစ်နေတဲ့တင့်ရဲ့ကြန့်ခိုင်တဲ့ခြေလမ်းတွေကိုဒီနေ့ပဲရဲရဲဝံ့ဝံ့ပြန်လဲစတင်လိုက်ပါဗျာ